ကျမလေအခုဟိုပါလေဂျပန်မှာရွှေမြန်မာရွှေအတုဆိုတဲ့အကြောင်းခေတ်စားလာလို့ကျမလည်းပြောပြအောင်မယ်အဲ့ဒီရွှေကိုပေါ့နော်ဒီကျမတို့စီမှာအဲ့လိုအဟောင်းပြန်ဝင်ဂျပန်မှာဆိုအဟောင်းဝယ်တဲ့ဆိုင်ရှိရယ်ကွယ်ကျမသိချင်လို့သွားတော့ကြတော့ဘာယူသွားလဲဆိုတော့ဒီဟိုပါလေဒီ925ဒီ925ဒီဆွဲသီးလေးရယ်ဒီ9ဒါလေးကဂျပန်ဝယ်ထားတဲ့925ဆွဲသီးလေးရယ်ပြီးတော့ကျမရဲ့ဒီမြန်မာပြည်ရဲ့ဇွဲထက်ကပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်ရှိမလဲမသိ2019လောက်ကထင်တယ်ဝယ်ထား10နှစ်လောက်ရှိပြီပေါ့ဒီနဆွဲလေးက तू က16ဝဲရည်နဲ့လောက်ထားတာပေါ့နော်ဒီလိုလေးကျိုးလေးဆိုပေမဲ့အပျော်လေးဒီလိုခောက်လို့လဲရတယ်ခွေလို့လဲရတယ်ပေါ့နော်အဲ့လိုဒါလေးက16ဝဲရည်ပြီးတော့ကျမဒီပုံမှန်ဆိုဒီလက်ရွယ်မှာဆွတ်ထားတဲ့လက်ဆွတ်ကလေးပေါ့နော်အဲ့ဒါကကြတော့15ဘဲကြီးမောင်ကွန်းလေးရေမရအဲ့15ဘဲကြီးမောင်ကွန်းလေးကကျမဝေထားအဲ့ဒါလောက်ပဲသူလည်း10နှစ်ကြော်လောက်ရှိသွားပြီကွယ်အဲ့ကျမဝေတော့3သိန်းခွဲပဲပေးရတာအဲ့ဒီဟိုဟာလေးကအဲ့ဒီမောင်ကွန်းလေးကအဲ့ဒါရေယူသွားပြီးတော့ဂျပန်ရဲ့အဟောင်းဆိုင်မှာသွားပြသူရွှေပါပြန်ဝယ်တဲ့ဆိုင်ရှိရယ်ကွယ်ပြန်ဝယ်တဲ့ဆိုင်ရှိတော့သွားပြရောကြတော့ကျမမှာရီလိုက်ရတာပြောမနေသူယူသွားတာဒီရဲ့အခောက်ရွှေငကဲရွှေစစ်တာအတွင်းထဲကိုယူသွားပြီးစစ်တာဒီဟာလေးရေမြန်မာပြည်ပစ္စည်းဆိုရင်ကျမပိုင်ဆိုင်မှုထဲမှာပေါ့နော်အဲ့ဒီအချိန်တုန်းကအဲ့ကျမအဲ့ဆိုင်ကိုသွားတဲ့အချိန်မှာဒီပစ္စည်းကဈေးအကြီးဆုံးမြန်မာပြည်ကဝယ်ထားတဲ့ပစ္စည်းကအဲ့ဒါကိုသွားပြတဲ့အချိန်မှာဒီဆွဲသီးကိုသွားဝဲမှာဒီဆွဲသီးကိုလည်းဝယ်မယ်ဒီကဂျပန်ဝယ်ထားတယ်ဘယ်လောက်မှမပေးရဘူးဈေးချိုတဲ့925ဒီ925ဒီဟာကိုလည်းဝယ်မှာဘာလို့လဲဆိုတော့ဒီဆွဲသီးလေးမှာကဒီမှာတို့က925လို့ရေးထားတာပါတယ်ကွယ် 80k ဆို 80k 925ဆိုတော့925ရဲ့တစ်စိတ်ပါတယ်အဲ့ဒါကိုဝယ်မှာရွှေမြင့်တဲ့ဟာကြတော့ဘာပြောလဲဆိုတော့ဒီဟာမဝယ်ဘူးတဲ့မသိဘူးတဲ့ဒီရွှေကိုတဲ့သူအဲ့လိုပြောလိုက်တာပြောလိုက်ရတဲ့အကြောင်းရင်းကကျမတော့အန်အော်ပါငါတို့မြန်မာပြည်မှာဈေးအကြီးဆုံးဟာကိုသူကမယူဘူးပေါ့အဲ့လိုဖြစ်တဲ့အချိန်မှာဘလို့ဖြစ်တာလဲဆိုတော့ဒီဂျပန်မှာက 80k ရှိတယ် 24k ရှိတယ်ကွယ်သူကအဲ့ရွှေကအဓိကထားတာပြီးရင်သူတို့ရဲ့ရောင်းတဲ့ဒီ fancy ပဲဖြစ်ဖြစ်ဒီ accessory တွေမှာဆို 80k ဆို 80k 24k ဆို 24k လို့တစိမ့်ခတ်ပြီးတာပါတာဖြစ်တဲ့ကြောင့်မို့သူတို့ကရွှေစစ်လိုက်ပြီဆိုတာနဲ့ဒီတစိမ့်ကိုလည်းကြည့်အသားတစိမ့်ကိုလည်းကြည့်လိုက်တာနဲ့ဘာရွှေလဲဆိုတာသူကသိရကွယ်ဖြစ်ချင်တော့မြန်မာပြည်ကပစ္စည်းကိုဂျပန်မှာတွားပြမယ်ဆိုရင်မြန်မာပြည်ကဘယ်ပစ္စည်းမှာဖြစ်ဖြစ် 80k တို့ 24k တို့မပါဘူးကွယ်15ပဲရေတို့16ပဲရေတို့ပဲရှိတာမလား 80k ဆိုတာကရွှေပါဝင်မှုရာခိုင်နှုန်းက85ရာခိုင်နှုန်းပါတာ24k ဆိုတာက16ပဲရေပေါ့ရွှေက99.9ရာခိုင်နှုန်းပါတာရွှေရဲ့ပါဝင်မှုကနော်ပြီးတော့အခုမြန်မာပြည်မှာရှိတဲ့15ပဲရေရကြတော့89.5ရာခိုင်နှုန်းပါတာကျမတို့မြန်မာပြည်မှာ3မျိုးတောင်မကောက်အမျိုးအစားအများကြီးရှိရယ်ကွယ်ပါဝင်မှုကပြီးတော့အဲ့မှာဂျပန်မှာက89.5ရွှေပါဝင်မှုရာခိုင်နှုန်းပါတဲ့ရွှေအမျိုးအစားမရှိတော့သူတို့ရဲ့ဆက်ထဲမှာအဲ့ပစ္စည်းကိုစစ်တယ်ဆိုရင်ရွှေလို့မပေါ်ဘူးလေမပေါ်ဘူးပြီးတော့ရွှေတုဖြစ်သွားတာပေါ့ဒီမြန်မာပြည်က15ပဲရည်ဒီဆိုတာကကြေးနီးတို့တက်ထုတို့တခြားပစ္စည်းတွေထည့်ပြီးတော့မှလောက်ရတာကိုပစ္စည်းတွေမပိန်အောင်မရှုံအောင်အဲ့လိုမချာနေတိုင်းဝတ်ခံအောင်လို့ထည့်ထားတဲ့ပစ္စည်းရလဲဂျပန်ရဲ့စက်တီနဲ့စစ်လိုက်တဲ့အချိန်မှာအဲ့ဒီပစ္စည်းတွေရဲ့ပါဝင်မှုကများနေတော့ကြတော့ရွှေမဟုတ်ဘူးဆိုတဲ့ရလက်ပဲထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်ကရွှေကဂျပန်မှာဆိုရင်ရွှေမဟုတ်ဘူးလို့သူရဲ့စက်ကထွက်တဲ့အတိုင်းပဲသူတို့ကရိုးရှင်းပြောတာကွယ်ဒီကိုရီးယားသွားပြတယ်ဆိုရင်တောင်မှပဲကိုရီးယားလူလိန်လို့ဘာလို့အထင်ခံရပါတယ် 24k သွားပြရင်တောင်မှပဲဒီရဲ့လက်စွပ်မှာ 24k လို့မရေးထားတာဖြစ်တဲ့ကြောင့်မို့သူတို့ဆက်မှာသွားစီရင်တောင်မှပဲ 24k ဒီလိုအခောက်ရွှေဒီလိုကွေးလို့လည်းဆန့်လို့ရတဲ့ဟာဆိုရင်တောင်မှပဲသူတို့ဆက်မှာအဖြေထွက်ပေးမယ် 24k လို့အသားတစိမ့်မပါလို့အတုပါလို့ပြောမှာပါလို့ဂျပန်မှာဒါရွှေတုဖြစ်သွားတာပေါ့သိရမလားဟိုပြောမလဲ
16ရင်တောင်မှပဲအချီပေါက်ကို10ချက်ဆို10ချက်ပဲ9ချက်ကျော်လို့လည်းမရဘူး9ချက်ရော့သွားလို့လည်းမရဘူးသူတို့ကအရန်တိကျတဲ့နိုင်ငံဖြစ်လို့ပါလို့အဲ့လိုကွာခြားမှုတွေရှိတယ်လို့ကျမသိသလောက်ဘဟုတုတလေးနေနဲ့လာပြီးတော့ဖြစ်ပြတာပဲဖြစ်ပါတယ်လို့အားလုံးပဲစပီချပါစေ bye bye ကျမတို့အဲ့ဒီဂျပန်အဖိုးကြီးဘယ်လိုမျိုးဗီဒီယိုရိုက်ခဲ့လဲဆိုတာရှင်တို့ပြောပြမယ်တည်လား ဝါ ကျမအလုပ်လုပ်တာကွာ15ရက်လောက်ပဲရှိသေးတယ်ကွာသူနဲ့တွေ့ရ3က4ကလောက်ပေါ့နော်3က4က5ကလောက်လို့ရှိပြီပေါ့နော်သူကဘေကရီကကျမကိုအဲ့လိုမျိုးလှုပ်ချင်နေရတယ်တော့မသိဘူးပေါ့နော်ကျမရထားနောက်ကြရလေသူ့ကြောင့်ကွာသူနဲ့2ယောက်တည်းတူလောက်သွားနေရကျမစနစ်ခွဲမှာကျမကိုပြန်လှုပ်လို့ကျမရထားနောက်ကြခဲ့ရကွာသူကအဲ့ဒီတွေကအဲ့လိုမျိုးပေါ့နော်ကျမအရက်တောက်တက်လာတော့ဘာလို့ပြောရင်ကျမလုံးဝအရက်တောက်လေးတောက်ထားလည်းမရှိဘူးကွာအရက်လည်းမတောက်တတ်ဘူးသူတို့မတောက်တတ်ဘူးပေါ့အဲ့လောက်ပဲပြောတတ်တာကွာကိုကလည်းစကားချင်းချင်းလုံးဝမပြောတတ်ဘူး sorry အဲ့လိုမျိုးအဲ့နေအိန္ဒိယသူဖုန်းထောင်ထားတာကိုကျမဗီဒီယိုဘယ်လိုမျိုးရခဲ့ရလဲဆိုလို့ရှိရင်ကွာကျမတို့ကအမှန်တမ်းပြောရင်ဖုန်းကိုဒီဈေးရောက်နေနေအောင်ယူလို့မရဘူးကွာရုံငယ်ထဲမှာပဲထားတာပေါ့နော်ဒါပေမဲ့သူနဲ့2ယောက်တည်းရှိတာဖြစ်တဲ့အတွက်သူကကျမကိုခိုင်းနေပဲသိရမလားဖုန်းသွားယူလိုက်ပေါ့နော်ပြောစရာရှိလို့ပါညာဆိုညီမလည်းသွားယူလိုက်ခဲ့ပေါ့နော်သူပြီးတော့လည်းတူတူကိုအပြင်သွားချင်တာတော့ပတ်စင်ကိစ္စစိတ်မပူနေတော့ဘာလို့သိရမလားဘယ်လိုနေရမိသွားချင်တယ်ပါညာကျမအဲ့လိုမျိုးပြောတာကွာဂျပန်ညီကိုတယ်နော်ဂျပန်ညီမတယ် အဲ့လိုမျိုးပြောလို့တော့စိတ်ကနည်းနည်းခုနေရပါတော့အဲ့ဒီကျမတို့အလုပ်စင်းကနေ17ခွဲလောက်မှာပေါ့သူကဟာဘနော်ဝီးဆန်ပေါ့နေအင်ကြီးသွားလဲတော့ပေါ့နော်လုပ်စင်းတော့မယ်ဘာညာအဲ့လိုပြောโอเคဒါပြီးလို့ရှိရင်လုပ်အင်ကြီးလဲမယ်ပေါ့နော်ကျမအဲ့လိုမျိုးပြောခဲ့လိုက်တယ်ကွာအဲ့လိုမျိုးအင်ကြီးလဲပေါ့တက်တဲ့အချိန်မှာသူနဲ့အဲ့အခန်းထဲမှာတွေ့ရောကွာတွေ့ရောတကားပြန်ပိတ်ပြီးတော့ကိုကပြင်မှာပဲခဏဆောင်းလိုက်တယ်ကွာအတင်မှာသူဘာလုပ်နေရလဲပေါ့ပြီးတော့ပြောတော့ဆင်းသွားရောကျမအဲ့လိုမျိုးအခန်းထဲကိုဝင်ကျမကွာစိတ်ကဘလုံးဝမတင်ကားဘူးကွာမတင်ကားတော့အဲ့လိုမျိုးလိုက်ရှောက်ပက်ကြည့်လိုက်တဲ့အချိန်မှာအမဖုန်းကိုတော့တွေ့ရအမှကြည့်လိုက်ဖုန်းထောင်ထားမြင်လားအရင်ခင်ကောင်းတာအဲ့သူဖုန်းထောင်တာတော်ရတာဗောဖုန်းကိုတွေ့လို့မောင်ရဲ့ဒုက္ခတွေရောက်ကုန်မှာအလုံးမမရှိတော့ဘူးအဲ့မှာအဲ့လိုလုပ်တယ်ဒါရွှေခိုးတာဟာ တ िश ူးပါတယ်လေတ िश ူးပါလားချားတဲ့ပစ္စည်းမှာတ िश ူးပါတယ်လို့လားဘလို့ခိုးတာလဲဟိုတ िश ူးချူလေးပါလားပါလာပဲဒီကမန်ကနေလည်းပြေးသွားကျိုးမထောင်အဲ့မှာလုပ်တယ်ချလိုက်တယ်လောက်ချတယ်ပိုင်ရနော်ချင်းလေးပထမတစ်ခါလုပ်သေးတယ်ပထမတစ်ခါမှမလစ်တာပထမတစ်ခါလုပ်သေးတယ်ဒါဒုတိယအခေါက်မရှိမကြောက်အမလက်ချင်းနိုင်Oh my way ဟုတ်ဒီမှာထည့်လိုက်လုံးလိုက်ချိန်သွားပြီပြဿနာတွေလိုက်ကြောလိုက်တာဟိုမှာသူကိုအရွှေစိတ်ကိုတိုင်ထားလိုက်ဟိုဘက်လက်နဲ့ဒီတရှိမှနေတာဟုတ်ညာဘက်လက်နဲ့ဒီဘက်မှာဟာလက်တာလိုက်တာကွာသူထဲရနေနေသူကမန်ကလန်ချိန်လိုက်ရဲ့ချိန်မှာတိစုပိတ်ပါလာတယ်တွေ့လိုက်လားတိစုပိတ်ပါပြောသူအဲ့ဒီမှာအစစ်ကိုသူပြန်တိုင်လိုက်တယ်ကွာတိစုနဲ့ပြန်လုံးနေပြီးတော့ထည့်ထားတယ်ကျန်နေတဲ့တိစုနဲ့လေဒါအတူကြီးဟုတ်တယ်အဲ့ဒါအတူကြီးဖြစ်သွားပြီဒါတူကြီးလိုင်းသားရဝေးပြင်းကွေးနဲ့မှာနော်ကောင်လေးတယောက်ဘလို့ထွက်ပြေးလာရလဲဆိုတဲ့ဘဝကိုပြောပြမယ်နော်အဲ့တော့ကျွန်တော်တို့ကောင်လေးကပန်းတနော်မြို့နယ်အပိုင်ထဲမှာဖြစ်တယ်နော်တောရွာတရွာကောင်လေးအဲ့ကောင်လေးကကျွန်တော်တို့လိုင်းသားရကိုအလုတ်တက်လို့ဖို့ဆိုပြီးတက်သွားတာအဝေးပြေးကွင်းလဲကြလဲကြောက်ခုနကျွန်တော်ပြောထားတဲ့မနေ့ကဗီဒီယိုဖိုင်ထဲမှာပြောထားတဲ့အတိုင်းပဲသူတို့ကခရီးသည်တွေဘယ်သွားမလို့လဲဘယ်လာမလို့လဲမေးတဲ့အဖွဲပေါ့မေးတဲ့ခါကျတော့သားကတဲ့ညီလေးကတဲ့ဒီလိုင်းသားမှာအလုတ်လို့ဖို့လို့သူကပြောလိုက်တာမအူမလဲဒီခံရတယ်နော်အလုံးလို့ဖို့ပြောလိုက်တဲ့ခါကျတော့အဲ့ကောင်လေးကလိုင်းသားမှာအလုံးလို့ဖို့ပြောတဲ့ခါကျတော့သူတို့ကညီလေးနဲ့မင်းနဲ့အလုရှာရမှာနဲ့နေဖို့စားဖို့ခက်ခဲရှိတယ်ပေါ့အဲ့တော့လောက်တစ်ခုရဖို့ကမလွယ်ဘူးမပြုတ်ဘူးသူတို့ကခက်ခဲတွေပြောပြပြီးတော့အဲ့တော့ကိုကြီးတို့လက်ဖေးဆိုင်မှာတဲ့လူလိုနေတယ်တဲ့ဇေငိမ့်နဲ့စားဖို့လည်းမပူရဘူးနေဖို့လည်းပေးတယ်ပေါ့နော်တစ်လောက်ဇေငိမ့်4သိန်းဆိုပြီးတော့အဲ့လိုပြောတော့ကောင်လေးကိုဆွဲတဲ့ခါကောင်လေးကလောလောဆယ်ဒါကလုံနိုင်တဲ့အနေအထားဖြစ်သွားတာမနော်အဲ့နဲ့ကောင်လေးကလက်ခံလိုက်တာလက်ခံတော့အဲ့ဒါဆိုလို့ရှိရင်အကူတို့ဆိုင်လိုက်ခဲဆိုပြီးတော့ကားနဲ့ခေါ်သွားတယ်နော်ကားနဲ့ခေါ်သွားတယ်အဲ့လိုသူလိုက်မယ်လို့ပြောတဲ့အချိန်မှာအကောင်တွေကဘယ်နှယောက်ဖြစ်လာဆို3-4ယောက်ဖြစ်သွားတယ်နော်3-4ယောက်အစုဖွဲ့ဖြစ်လာတယ်ဖြစ်လာတော့တတိထားကြတတိထားကြသွားလာခေါ်သွားလေခေါ်လဲခေါ်သွားဟိုလေးကြောင့်ရောက်ပျက်စီးနေပြီအခန်းတစ်ခန်းနဲ့ရောက်သွားတယ်နော်လက်ဖေးဆိုင်မဟုတ်တော့ဘူးလက်ဖေးဆိုင်မဟုတ်ပဲအခန်းတစ်ခန်းနဲ့ရောက်တော့ကောင်လေးကအကိုဘောကျွန်တော်လက်ဖေးဆိုင်ကိုပြောတယ်ပေါ့နော်လက်ဖေးဆိုင်ဆိုပြီးအခုဘယ်ကိုခေါ်လာတာလဲပြောတယ်ပြောလဲပြောဟိုလေးရောက်ရောက်အဲ့မှာသူတို့မှဆရာရှိတယ်ဆရာဘောမှာကောင်လေးတယောက်ကျွန်တော်တို့မှခေါ်လာတယ်လို့ပြောတယ်ပြောတဲ့အခါကျတော့အဲ့နဲ့အကိုလည်းလက်ဖေးဆိုင်ဆိုပြီးကျွန်တော်ဘယ်ခေါ်လာလဲဆိုတော့ကွာတဲ့မင်းကလည်းနေပါအောင်ကွာတဲ့အေးဆေးဘောတဲ့မင်းဒီမှာနေကြလည်းမပူစားကြလည်းမပူပေါ့ဆိုပြီးသူ့ကိုစီးယုံတာပေါ့နော်စီးယုံတာလက်ဖေးဆိုင်မဟုတ်တော့ဘူး
မဟုတ်တဲ့အခါကျတော့အဲ့ချိန်မှာ तू ကနေနေတဲ့ချိန်မှာမိမကြီးတယောက်ဝင်လာတယ်မိမကြီးတယောက်ကကောင်လေး3ယောက်ဆိုတော့ဆယ်ကျော်တက်တယ်ကျော်ဖို့အေးလေးတယောက်တလုံးစီနဲ့ကောင်လေး3ယောက်ဝင်လာတော့ကောင်မအဲ့ဒီမိမကြီးကအဲ့ဒီသူတို့ဆရာဆိုတဲ့လူနဲ့စကားသွားပြောတဲ့အချိန်မှာကောင်လေး3ယောက်ကို तू တူတူလေးမေးလိုက်တယ်ဟဲ့အောင်မင်းတို့ဘယ်သွားမလို့လဲဘာလို့မလဲဆိုကျွန်တော်တို့လောဘာချန်ပို့မလို့ဆိုခေါ်လာတယ်တဲ့လောဘာချန်မှာလှုပ်ရမယ်ဆိုခေါ်လာတယ်နော်ဒါပေမဲ့ဒီကောင်လေးကရိမ့်မိသွားပြီသူတို့ဆရာသမားကသူ့စီယုံပြီလက်ဖေးဆိုင်မဟုတ်တော့ဘူးနော်တခြားအဖွဲ့အစည်းတွေကိုစီယုံတဲ့ကောင်လေးကတိသွားပြီတိသွားတဲ့အချိန်မှာနေပါဦးကျွန်တော်စဉ်းစားအောင်မယ်ဘာညာဆိုပြီးအချိုတက်ပြီးနေတဲ့အချိန်မှာဒါပေမဲ့ခုနကသူ့ဘေးနားမှာခေါ်လာတဲ့ကောင်လေး3-4ယောက်4-5ယောက်ကပတ်ချလဲဝိုင်းထားတယ်နော်ဝိုင်းထားတဲ့အချိန်မှာ तू ကဒီထားကြပါကွာသွားလာတာအဲ့သူတို့ခေါင်းဆောင်နဲ့စကားပြောတဲ့အချိန်မှာအောင်လွဲနေတဲ့အချိန်မှာကောင်လေး3ယောက်ကလည်း तू နဲ့ဆို4ယောက်ပေါ့ကောင်လေး3ယောက်ကလည်းဘာမှမသိသေးဘူးအဲ့အချိန်မှာအဲ့တိုင်း तू ကစက်ကနေ तू ထွက်ပြေးတာထွက်ပြေးကောတခါလေအဲ့ဒီသူတို့ဝိုင်းထားတဲ့အကောင်လေးနဲ့သူ့အင်ကြီးကိုဆောက်ဆွဲလိုက်တယ်အင်ကြီးကိုမိသွားတယ်မိပေမဲ့ဒီကောင်ကပြေးတဲ့အချိန်မှာလွတ်သွားတဲ့အချိန်မှာထွက်ပြေးတာဘယ်ကိုပြေးလဲဆိုကားလမ်းမပေါ်ထွက်ပြေးတယ်ကားလမ်းမပေါ်ထွက်ပြေးတဲ့အချိန်မှာသူတို့ကအနောက်ကနေပြီးတော့ကားနဲ့လိုက်တဲ့အချိန်မှာကားနဲ့တော့လိုက်တယ် ကားလမ်းမပေါ်မှာပြေးတယ်ကောင်နဲ့ကားနဲ့လိုက်ဆိုချောင်းနဲ့ခုန်ဆင်းတယ်ချောင်းနဲ့ခုန်ဆင်းပြီးတော့ချောင်းတစ်ဖက်ကောင်ကူးသွားတယ်သူ့မှာလည်းအမိုက်တွေပေါ့နော်အမိုက်သရိုက်တွေနဲ့သူ့ခန္ဓာကိုယ်မှာခေါင်းတွေရောခန္ဓာကိုယ်တွေမှာအမိုက်တွေနဲ့ချောင်းလဲကူပြီးတော့ဟိုဘက်ကားလမ်းကိုရောက်ကောဒါသူပြောတဲ့အတိုင်းကျွန်တော်ပြောတာနော်ဟိုဘက်ကားလမ်းလဲရောက်ကောစိုက်တဆိုင်ဒါပေါ်တာဆွေးရဖြစ်စဉ်ပေါ့နော်ဆိုတော့ညီကိုတွေညီမတွေအကုန်လုံးသွားလာ give စိတ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲနောက်ပြန်တွေ့ကြပါမယ် bye bye